ကျွန်တော်ရဲ့ကချစ်သူမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ကိုသွေးကချရိုမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကြည့်ဒီမှာနော် Total Vigo မှာ 1.3 grade မြင့်လေးနဲ့စီးရမယ်ခင်ဗျာ 7D1 ညံလိုင်းစင်လေးကျွန်တော်မိုးပြအနုလေးဖြစ်မယ်ခင်ဗျာနော်နောက် spoiler ရပါပြီးသားစက္ကပ်ပတ်လေးပြန်ဆင်ပေးရတယ်ခင်ဗျာတောက်လျှောက်အနက်လေးပါ 1.3 ကိုမှတောက်လျှောက်အနက်လေး grade မြင့်လေးရမယ်ခင်ဗျာနော်ဒါကတော့ကားလေးရဲ့ပတ်လေးပါစီးလို့ချင်းမရှိဘူးစီးသားလေးလည်းရှော့မယ်နှောင်းချောင်းမော်လေးဖြစ်ပါမယ်ခင်ဗျာတွင်းကန်းလေးလည်းကျွန်တော်တစ်ချက်ပြပေးမယ်နော်အဲဒါလေးကတော့တွင်းကန်းလေးပါခင်ဗျာအဲကွန်း digital လေးဖြစ်ပါမယ်ပိုစတက်လေးနဲ့ပါခင်ဗျာတွင်းကန်းလေးလည်းတန်ပါမယ်နော်တောက်ချောင်းနဲ့ဆိုတဲ့အတိုင်းပဲပိုစတက် digital လေးနဲ့ရပါမယ်ခင်ဗျာတက်မှန် key entry ပါရှိမှာဖြစ်ပါတယ်ဒါကတော့နောက်ခန်းလေးပါခင်ဗျာ Total Vic လေးပါခင်ဗျာနောက်ဖုန်းလေးတစ်ချက်ဖွင့်ပြရမယ်ခင်ဗျာဒါကတော့ Total Vic ကိုနောက်ဖုန်းလေးဖွင့်ပြပေးတာပါခင်ဗျာမျိုးစစ်တက်ခက်အားလုံးရှင်းပါတယ်ခင်ဗျာကာညနာတေဝင်ရင်စစ်ဆေးပြီးသားကားတွေပါလူယူမီနဲ့ဝယ်ယူရင်လည်းထပ်မံစစ်ဆေးလို့ရပါတယ်ခင်ဗျာရင်မှန်ကားမှန်စောင်းမှန်ကန်မှာဝေပြည့်ပေးချင်နိုင်ပါတယ်ခင်ဗျာနော်ဒီကားလေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ငွေချန်လဲတဲ့ကြီးကြအားလုံးရမယ်ခင်ဗျာအစဉ်ပြောင်းညီနိုင်ဆောင်ပေးပါမယ်ဒီကောင်လေးကျွန်တော်ငွေညီနိုင်လေးရတော့800နဲ့မှ18သိန်းဘာညီနိုင်အရေးကြစိတ်ဝင်စားတဲ့ customer တွေအတွက်ကတော့ကနဦးကိုကားရဲ့တန်ကြီးတဝက်ပေးသွင်းပြီးလဲအရေးကြရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကဲကားလေးကိုစိတ်ဝင်စားတဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399665ကိုတင်းကိုဆက်သွယ်မိနိုင်ပါတယ်39ခွန်သုံးလုံး20 60 30ကိုလည်းဆက်သွယ်မိမယ်ဆိုနိုင်ပါတယ်ခင်ဗျကဲကြည့်ရှုပေးရတဲ့ customer တူတယောက်ညီနိုင်ကျေးဇူးတင်ပါတယ်ခင်ဗျဒီမှာကျွန်တော်ဆိုရီရှိုးတော့မှာတော့ကားတွေများစွာရှိတယ်ခင်ဗျနော်ဒီကားမဟုတ်တခြားကားလေးလာကြည့်နေဆိုရင်လည်းရပါတယ်ခင်ဗျကိုလည်းကိုကြလာကြည့်နေဆိုရင်တော့ရှိတဲ့ကောင်9ရက်ကွယ်ရာသားတွေ1 way လမ်းပေါ်မှာပြင်ဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုခါပါခင်ဗျနောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်